ကယ်လို့နှစ်ယောက်ရှိနေလဲဘူးမှတော့ဖွင့်ပြောမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်ရဲ့နှစ်အချိုးတစ်တစ်ချင်းလေးကိုဒီတိုင်းလေးပဲခံစားနားဆက်ပါမယ်နေမဲ့တယောက်တည်းရှိခဲ့တယ်ဒါပေမဲ့နေသိချင်တာသိခဲ့တယ်ငါမှအဆုံးချခဲ့တယ်နေသိနေအောင်စားတာဒုက္ခပါပဲကွာခေါင်းလေးကိုစိတ်မှာဆွဲတကယ်ပဲချစ်ခဲ့တယ်ငါအချင်းနဲ့မကောင်းတာလည်းငါမှသာကလုံးဝသိနေတယ်တကယ်ကြီးရတယ်မိမဖြစ်နေစိတ်မှာချစ်ချင်တယ်မတည်ငြိမ်နိုင်နဲ့မအေးချမ်းတဲ့ကြောင်လုံးနဲ့စိတ်နောက်တစ်ယောက်ကိုရင်ကုန်ပြီးတော့ဆုံးနေလေးလက်ခင်းရဲ့ကဝက်ကမှချက်နေနဲ့မှသုံးပေးခဲ့တဲ့ငါရယူခဲ့ easy ကလေးမဟုတ်ရပါဘူးအဲ့လိုမျိုးစကားလေးတွေပြောပြီးတော့ရည်သားလေးတွေဖြစ်ခဲ့တော့ပတ်ဝန်းကျင်ကမှလုပ်လို့ရတယ်တိုက်တိုက်ဆိုတာရိုင်းဆိုင်တဲ့ဒီလိုခိုင်းတိုင်းကြတဲ့ဒီလိုလေးWhat